ဒီလူတွေကမဲယုံနဲ့ဟလာဒီကြန့်ခိုင်ရင်ရောတို့ဒီလိုနေရာမျိုးတွေကမိုင်းခွဲတာပါဟလာဘာကြောင့်အခုချိန်ကစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီတော်လိုင်းရေးနယ်မြေတွေမှာစစ်တပ်ကပုံကျဲတာတွေပွဲလမ်းတပင်းတွေမှာဟလာဒီပြစ်ပေးတာတွေနော်ဒါမျိုးလေးပေါ့ပြစ်ခတ်မှုတွေရှိတာတွေကိုကျွန်တော်တို့သူ့ဘက်ကကာလို့ရသွားပြီလို့ပြောရမှာပေါ့နော်အကိုလိုင်းနဲ့အမတ်စုပြေလေသိမြလိုက်ကြပါညီလေးရှစ်ခုတ်တောင်းပါမယ်နော်အကိုလိုင်းနဲ့အမတ်စုပြေလေသိမြလိုက်ကြပါအကိုလိုင်းရဲ့အမတ်စုနဲ့ပြေလေသိမြလိုက်ကြပါအမတ်စုကလည်းစိတ်တွေလျှော့လိုက်ပါအသက်ကြီးပါပြီအမတ်စုရဲ့မင်္ဂလာပါ@new channel မှာမိဘပြည်သူအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့သတင်းတွေကတော့စိတ်မကောင်းစရာသတင်းပေါ့နော်ထိုင်းနိုင်ငံ electronic စက်ရုံမှာတရားဝင်မြန်မာအလုပ်သမား1600ကိုနေနာချင်းပေးပြီးတော့ထုတ်လိုက်တဲ့သတင်းဒီနေ့29ရက်နေ့မှာထိုင်းနိုင်ငံဖိပူရီခရိုင်ရှိခေပွန် electronic စက်ရုံကိုအလုပ်သမားလုပ်ကိုင်နေတဲ့မြန်မာအလုပ်သမား1600ကိုကြိုတင်အကြောင်းကြားခြင်းမရှိဘဲနဲ့အလုပ်ရှင်မှာထုတ်လိုက်ကြောင်း AAC ကိုရဲမင်းကိုပြောပါတယ်ထုတ်နေရာတွေမှာမိုင်းကွဲမှုတွေဖြစ်တယ်မိုင်းကွဲမှုတွေဖြစ်တဲ့နေရာမှာဒါကိုလည်းကျွန်တော်တို့ကနှစ်ဖက်ကြည့်ရမယ့်ပုံစံဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့အခုချိန်မှာစစ်တပ်ကိုအုပ်ချုပ်လို့မရစေရဆိုတဲ့တော်လှန်ရေးအုပ်စုတွေရဲ့စ조사မှုကလည်းရှိတယ်လေ။သူတို့ရွေးကောက်ပွဲကိုသူတို့အနေနဲ့ဖြတ်မှာပဲ။ဖြတ်မှာပဲ။အဲ့တော့ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံတကာအမြင်နဲ့ကြည့်မယ်ဆိုဒီချိန်မှာပေါ့ဗျာတော့နိုင်ငံတကာအမြင်နဲ့ကြည့်မယ်ဆိုရင်ဒါကရွေးကောက်ပွဲကျင်းပနေတယ်ဒီမိုကရေစီစနစ်ကိုသွားနေတာကိုမိုင်းဖွဲတယ်ဟလာဒီဘုံထောင်ဖြတ်စည်းတယ်ဆိုတဲ့ခါကျတော့နိုင်ငံတကာကအမြင်မှာတော့ဒါဟာအကြမ်းဖက်လုပ်ရဖြစ်မြင်သွားစေပြီးတော့ထောက်ခံမှုကျသွားစေမယ်ဒါပေမဲ့နိုင်ငံတကာဆိုတဲ့နေရာမှာနိုင်ငံတကာလည်းအမျိုးမျိုးနိုင်ငံတကာရှိသေးတာပေါ့နော်အဲ့တော့ထောက်ခံတဲ့နိုင်ငံရှိတယ်မထောက်ခံတဲ့နိုင်ငံတွေအနေနဲ့ကလည်းဒါကိုအကြောင်းရှာလိုက်မယ်ဆိုလို့ရှိရင်ဒီလူတွေကမဲယုံနဲ့ဟလာဒီကြန့်ခိုင်ရင်ရောတို့ဒီလိုနေရာမျိုးတွေကမိုင်းခွဲတာပါဟလာဘာကြောင့်အခုချိန်ကစစ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဒီတော်လိုင်းရေးနယ်မြေတွေမှာစစ်တပ်ကပုံကျဲတာတွေပွဲလမ်းတပင်းတွေမှာဟလာဒီပြစ်ပေးတာတွေနော်ဒါမျိုးလေးပေါ့ပြစ်ခတ်မှုတွေရှိတာတွေကိုကျွန်တော်တို့သူ့ဘက်ကကာလို့ရသွားပြီလို့ပြောရမှာပေါ့နော်ဘယ်ဘက်မှတရားကင်းလို့မှန်နေတော့မဟုတ်တော့ဘူးအဲ့တော့မိုင်းခွဲတာတွေဟာယူဆမယ်ဆိုလို့ရှိရင်ဒါကရွေးကောက်ပွဲကိုချက်စီးတာကတော့ဒါအကြမ်းဖက်လုပ်ရပဲအဲ့တော့ဒီအကြမ်းဖက်လုပ်ရဘယ်ကလာလဲအကြမ်းဖက်လုပ်ရကလည်းထပ်မလို့အနေနဲ့ကတော်လိုင်းနယ်မြေတွေပေါ့တော်လိုင်းထိန်းချုပ်ထားတဲ့နယ်မြေတွေမှာလေရင်နဲ့ကျဲတာတွေဟလားတောက်အောင်နေကျဲတာတွေရှိတဲ့အတွက်ကြောင့်မလို့ဒါသူ့ဘက်ကပဲခြေပြီးတော့ခြေပလို့ရသွားပြီပေါ့နော်ဒါပေမဲ့ဒီနေရာမှာဦးမင်းအွန်လိုင်းရဲ့အဲ့ကြောင့်မို့လို့သူ့ရဲ့ဒီအာနာကိုဝင်ရောက်ပြီးတော့မိုက်ခံပြီးတော့ဝင်ထိန်းလိုက်တယ်ပေါ့ဗျာနော်ဝင်ထိန်းလိုက်တဲ့အခါမှာတော့အခုလိုမျိုးနိုင်ငံပျက်စီးသွားတယ်လို့ပြောရမှာပေါ့ဗျာနော်ကျွန်တော်အကုန်ပြောသွားခြင်းနဲ့အကိုလိုင်းနဲ့အမတ်စုပြေလေသိမြလိုက်ကြပါညီလေးရှစ်ခုတ်တောင်းပါမယ်နော်အကိုလိုင်းနဲ့အမတ်စုပြေလေသိမြလိုက်ကြပါအကိုလိုင်းရဲ့အမတ်စုနဲ့ပြေလေသိမြလိုက်ကြပါအမတ်စုကလည်းစိတ်တွေလျှော့လိုက်ပါအသက်ကြီးပါပြီအမတ်စုရဲ့နော်အကိုလိုင်းကတော့မေတ္တာသမားအကိုလိုင်းကတော့ပြေလေစေခြင်းမဲ့လူနော်ကျွန်တော်ခတ်မှန်းလို့ရတယ်နော်သူရုရှားကပြန်လာတော့နော်လင်းမြန်ပေါ်မှာသူပြောတယ်နော်သမ္မတပူတင်နဲ့တွေ့ပြီးတော့ရုရှားပထမခေါက်လားဒုတိယခေါက်လားเนาะကျွန်တော်ထောင်ထဲမှာရှိနေတယ်เนาะကျွန်တော်ကြည့်လိုက်ရတယ်เนาะထောင်ထဲက TV မှာကျွန်တော်ကြည့်လိုက်ရတယ်ရုရှားပြန်လာတော့အကူလိုင်းကဝန်တာတဲ့ခါကျတော့เนาะဝန်တာတော့ဟုတ်လားသူ့နဲ့ဟိုလက်တွဲဆောင်ရွက်ပါသူပြောတယ်เนาะအမှန်တိုင်းပြည်ရဲ့အခြေအနေကကောင်းသွားပြီသူကရုရှားနဲ့ဘာတွေသဘောတူလာလဲတော့မသိဘူးဗျာเนาะဒီစီးပွားရေးကိစ္စတွေဒီလျှက်စစ်တာအပေးပါညာအဲ့လိုကိစ္စတွေပါမှာပေါ့เนาะရုရှားကအဲ့တော့သူကသမ္မတပူတင်ကြီးနဲ့သဘောတူညီမှုရလာပြီးကိုယ်တိုင်းပြည်မှာအဲ့ဒီလိုဆက်ကျင်မဲ့သူ့ကိုဆက်ကျင်အစိုးရကိုဆက်ကျင်နေတဲ့လူတွေကသူ့နဲ့လက်တွဲလိုက်မယ်ဆိုရင်အရန်ကောင်းသွားမယ်เนาะအဲ့တော့အကူလိုင်းကပြောတယ်လက်တွဲပူပေါင်းဖို့ပဲလို့ကျွန်တော်တို့ဒီပြည်တွင်းမှာဆိုတာအဲ့ဒါကျွန်တော်သဘောပေါက်တာအဲ့လိုเนาะသူ့နဲ့เนาะအမဆုတို့နဲ့လက်တွဲလိုက်ကြဖို့လိုတယ်เนาะအဲ့ဒါကိုအကူလိုင်းလိုချင်တာเนาะဒါကျွန်တော်ခတ်မှန်းမိတယ်เนาะကျွန်တော်တို့တွေလက်တွဲတယောက်လက်တွဲဆောင်ရွက်ဖုံးကြဖို့လိုတယ်เนาะအကူလိုင်းဘက်ကတော့เนาะပြည်လေစီခြင်းမဲ့သဘောရှိတယ်အမဆုကတင်းပါတယ်အမဆုကစိတ်မလျှော့ဘူးအမဆုကခေါင်းပါတယ်နော်အဲ့တော့ဘာမှကိုကျိုးဟိုဟာဒီအာနာရဖို့ဒီ2020ရွေးကောက်ပွဲတွေဘာတွေညာတွေကြည့်မနေပါတော့အမဆုရဲ့မကြတော့ပါဘူးကျွန်တော်တို့တွေရဲ့တက်တန်းတွေကလေ
ကျွန်တော်လည်းတိတ်ကြနေရတော့မှာမဟုတ်ဘူးအမတ်စုလည်းတိတ်ကြနေရတော့မှာမဟုတ်ဘူးအကိုလိုင်းလည်းတိတ်ကြနေရတော့မှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ပြည်လေလိုက်ကြပါเนาะပြည်လေသိမြတ်လိုက်ကြပါเนาะဒီပုဂ္ဂိုလ်ကြီးနှစ်ယောက်ကျွန်တော်တောင်းပါတယ်เนาะနောက်ကျွန်တော်အထဲရောက်သွားရင်ကျွန်တော်အထဲထောင်ထဲပြန်ရောက်သွားရင်လည်းကျွန်တော်မပြောနိုင်တော့ဘူးနော်အခုပြောနိုင်တော့ကျွန်တော်ပြောမယ်နော်မနေ့ကလည်းကျွန်တော်လာခေါ်မလားဟုတ်လားမဟုတ်လားတော့ကျွန်တော်မသိဘူးနော်ဟိန်းစာနေကတော့ပြောတယ်နော်ဘာညာကျွန်တော်တော့အမှုဖွေလာပြီတဲ့အဲ့လိုမျိုးပြောတယ်နော်ဟိန်းစာနေကနော်အဲ့လိုမျိုးသူရေးနေတယ်နော်ကျွန်တော်အောက်မှာလာမှန်သွားတယ်နော်ဒါပေမဲ့ကိစ္စမရှိဘူးအခုကျွန်တော်ပြောပြီးပြီကျွန်တော်တိုင်းပြည်လည်းကျွန်တော်ဒါတွေဖြစ်စေခြင်းတယ်နော်ဒါတွေဖြစ်စေခြင်းတယ်နော်အကူလိုက်တဲ့အမဆုနဲ့ပြည်လေသိမြတ်စေခြင်းတယ်နော်အဲ့လိုပြည်လေသိမြတ်လိုက်ကြပါနော်ပြည်လေသိမြတ်ကြလိုက်ကြပြီးတော့အေးစစ်စစ်နော်တိုင်းပြည်မှာဟုတ်လားငြိမ်းငြိမ်းချမ်းချမ်းအေးစစ်စစ်နဲ့တွားကြပါနော်ဘာမှဟုတ်လားအာနာဆိုရဲဘာမှလုံးလို့မရပါဘူးနော်ပတ်စံချမ်းသာဖို့လည်းမလိုပါဘူးဟာလာအမဆုဆိုလဲချမ်းသာပြီးသားအကိုလိုင်းဆိုလဲသူ့အနေနဲ့သူရှိပြီးသားနော်ဘာမလိုအပ်ဘူးငွေကြီးတွေကနှစ်ယောက်စလုံးလည်းမလိုအပ်ဘူးနော်ဒီအာနာဆိုတာလည်းဘာမှမဟုတ်ပါဘူးနော်အသက်တွေလည်းကြီးနေကုန်ပါပြီနော်အဲ့ဒီပေါ်မှာဒီပုဂ္ဂိုလ်ကြီးနှစ်ယောက်ပြေးလေတစ်မြတ်လိုက်ပါပြေးလေတစ်မြတ်လိုက်မှဒီတိုင်းပြည်တော်တော်လေးပြန်ကောင်းလာမှာနော်ပြန်ပြီးအဖတ်ဆယ်လို့ရအောင်နော်အခုအချိန်မှာတိုင်းပြည်ဟာနော်အဖတ်ဆယ်လို့တော့မှတော်တော်ခက်နေတယ်နော်တော်တော်ခက်နေတယ်နော်ခွဲထွက်ခြင်းတဲ့လူတွေနဲ့နေမီတွေကလည်းဆုံးရှုံးနော်ခုနကတော့ကျွန်တော်ရခိုင်တိုင်းသားတယောက်နဲ့ကျွန်တော်တော်တော်စကားပြောရသေးတယ်လိုက်ထဲမှာလေသူတို့တွေကလည်းခွဲထွက်ခြင်းပါညာပေါ့နော်အဲ့လိုလူမျိုးတွေအများကြီးပြကျွန်တော်တို့ကတော့ဒီပြည်တော်စုနိုင်ငံတော်ကြီးကိုဟုတ်လားအမှန်လှပတဲ့ပြည်တော်စုနိုင်ငံတော်ကြီးကိုနည်းနည်းလေးမှမကွဲသွားစေချင်ဘူးเนาะအားလုံးတိုင်းသားတွေအကျိုးအတွက်ပေါ့เนาะအားလုံးရဲ့အကျိုးအတွက်နည်းနည်းလေးမှမကွဲစေချင်ဘူးကွဲသွားတယ်ဆိုရင်ဒီတိုင်းပြည်ကြီးမှာတစစီကွဲပြီးတော့เนาะအကုန်လုံးအကျိုးရှိမှာမဟုတ်ဘူးအဲ့ဒါလေးပေါ့ဗျာเนาะကျွန်တော်ပြောစရာရှိတာတွေကျွန်တော်မှားစရာရှိတာတွေပေါ့เนาะကျွန်တော်မှားသွားပါတယ်เนาะမှားသွားတယ်ကျွန်တော်လည်းဒီလိုဗီဒီယိုအဆုံးထိလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်